ကျမတို့နဲ့ရင်းနှီးတဲ့ရေအောက်ကဘာရဲ့အင်အားကြီးတတဝနှစ်ကောင်ရှိပါတယ်။တကောင်ကတော့နှစ်တန်းပေါင်းများစွာကလေးရှိခဲ့တဲ့ရေအောက်ကတီမင်းတပန်မိချောင်းချစ်ပြီးနောက်တကောင်ကတော့အာဖရိကရဲ့အန်ဒရအရှိဆုံးတတဝလိုလူသိများတဲ့ရေမြင်းပါ။ဆိုတော့အဲ့ဒီဆရာကြီးနှစ်ကောင်တွေးဆုံကြတဲ့အခါမှာဘာဒီဖြစ်လာမလဲ။တကယ်တမ်းရေထဲမှာဘသူကဆရာကြီးလဲ။ဒီနေ့ဗီဒီယိုမှာတော့ဒီတတဝကြီးနှစ်ကောင်ရဲ့အားသာချက်အားနည်းချက်တွေနဲ့သူတို့ကြားကပြင်းထန်တဲ့တိုက်ပွဲတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။ဗီဒီယိုရဲ့အဆုံးမှာဘယ်သူကအရှင်သခင်လဲဆိုတာကိုတော့ mix ဆွေကိုယ်တိုင်ဆုံးဖြတ်နိုင်မှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရှင်။အရင်ဦးဆုံးမိချောင်းအကြောင်းပြောကြရအောင်ပါ။မိချောင်းတွေဟာ ambush predator တို့ခေါ်တဲ့ချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာဆရာကြီးတွေပါ။သူတို့ရဲ့ကြိုက်အား bite force ကစက်တရွမ်းလက်မကိုပေါင်3900ကျော်အထိရှိပြီးဒါဟာကမ္ဘာပေါ်မှာအပြင်းထန်ဆုံးကြိုက်အားတွေကတစ်ခုပါ။မိချောင်းတစ်ကောင်ဟာအစာကိုဖမ်းမိပြီဆိုရင် death roll လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီးအသားတွေကိုတဆက်စီဆွဲဖြတ်ပစ်တာပါ။သူတို့ဟာရေထဲမှာအတန်တိတ်လှူရှားနိုင်ကြသလိုလနဲ့ချီပြီးအစာမစားဘဲလဲနေနိုင်ကြပါတယ်။ဒါဆိုဒီလိုအစွမ်းထက်တဲ့မိချောင်းတွေကရေမြင်းတွေကိုဘာလို့ကြောက်နေရတာလဲ။အခုတော့ရေမြင်းဘက်ကိုတစ်ချက်လှည့်ကြည့်ကြရအောင်ပါ။ရေမြင်းတွေဟာအသီးရွက်စာတတဝါတွေဖြစ်ပေမဲ့သူတို့ဟာနူးညံ့တဲ့တတဝါတွေမဟုတ်ကြပါဘူး။အာဖရိကမှာချင်းတီးထက်တောင်မှလူကိုပိုပြီးတည်စေနိုင်တဲ့တတဝါမျိုးပါ။ရေမြင်းတစ်ကောင်ရဲ့အလေးချိန်ဟာ3 တန်နီးပါးလောက်အထိရှိပြီးသူတို့ရဲ့အဆွဲတွေဟာအရှည်2 ပေနီးပါးရှိပါတယ်။ဒီအဆွဲတွေဟာမိချောင်းတစ်ကောင်ရဲ့မာကျောတဲ့အရေးခွန်ကိုတောင်အပေါက်ဖောက်နိုင်ပါတယ်။ရေမြင်းတွေဟာနေမီစိုးမိုးမှုအရန်ပြင်းထန်ပြီးသူတို့ရဲ့နေမီထဲဝင်လာတဲ့မိချောင်းအပါဝင်ဘဲတတဝါကိုမဆိုရန်မှုတတ်ကြပါတယ်။ကဲအခုဒီဆရာကြီးနှစ်ကောင်ထိတ်တိုက်တွေ့တဲ့အခြေအနေကိုကြည့်ကြရအောင်ပါ။ရေမြင်းအမကြီးတစ်ကောင်ဟာသူမရဲ့တားငယ်လေးကိုကာကွယ်ပြီးမိချောင်းအုပ်ကြားတဲ့ကနေဖြတ်ကူးနေပါတယ်။မိချောင်းတွေကရေမြင်းကြီးကိုမရှင်နိုင်တာသိလို့အားနည်းတဲ့တားငယ်လေးကိုပဲဖြစ်မှတ်ထားကြတာပါ။မိချောင်းတစ်ကောင်ကရေမြင်းငယ်ရဲ့ခြေထောက်ကိုကိုက်လိုက်တဲ့အချိန်မှာမိခင်ရဲ့တုံ့ဖြတ်မှုကအယောင်မြန်ပါတယ်။သူမဟာမိချောင်းရဲ့လယ်မင်းကိုအမိအရာကိုက်ချလိုက်ပါတယ်။မိချောင်းရဲ့အကျေးကွာနေဟာရေမြင်းရဲ့အဆွဲအောက်မှာပေါင်မုံလိုပဲကြေမွားသွားပါတယ်။ဒါဟာရေမြင်းရဲ့တကယ်အစ်စ်အမှန်စွမ်းအားပါပဲ။မိချောင်းတွေဟာအုပ်စုလိုက်ရှိနေပေမဲ့ဒေါသထွက်နေတဲ့ရေမြင်းအမကြီးတစ်ကောင်ကိုမရှင်ရဲပဲလမ်းဖယ်ပေးလိုက်ရပါတယ်။ဒါဆိုအဖေကထပ်လာပါပြီ။ရေထဲမှာဘသူကဆရာကြီးလဲ။တကယ်တော့မိချောင်းတွေဟာအမဲလိုက်ကျွမ်းကျင်တဲ့အမှုဆိုးတွေဖြစ်ပေမဲ့ရေမြင်းတွေကတော့မြစ်ကျူးရဲ့အရှင်သခင်တွေပါ။မိချောင်းတစ်ကောင်ဟာရေမြင်းအုပ်စုရှိနေတဲ့နေရာမှာဘယ်တော့မှအစာမရှာရဲပါဘူး။ဒါပေမဲ့တဘာဝတရားကတော့ထူးဆန်းပါတယ်။ရေမြင်းတွေတည်ဆုံးသွားတဲ့အခါမှာတော့အဲ့ဒီမိချောင်းတွေကပဲသူတို့ရဲ့အသားကိုစားပြီးတန်ရှင်းရေးလုပ်ပေးကြပြန်ပါတယ်။သူတို့ဟာရန်သူတွေထစ်တယ်လို့တူးပေါ်တူးမိခိုနေရတဲ့ဂေဟစနစ်ရဲ့အစိတ်ပိုင်းတွေလည်းထစ်ပါတယ်။ပရိသတ်ကြီးကတော့ဘလို့ထင်လဲ။မိချောင်းကပိုလန်းသလားရေမြင်းကပိုကျန်းသလားကောမန့်မှာရေးပေးခဲ့ပါအောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တိရိစ္ဆာန်တွေရဲ့တိုက်ပွဲအကြောင်းတွေကိုထိုက်ကြည့်ချင်ရင်တော့ like လုပ်ပြီး subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်